ကျွန်တော်တော့ရေထမ်းသမားလေးကိုလာတယ် မင်းလိုမိမမျိုးငါမလို့ခြင်းတော့ အခုလိုမျိုးရုပ်ပုံကနေပြီးတော့အတန်ပါတဲ့ဗီဒီယိုလုပ်နေလေးကိုကျွန်တော်ဒီဗီဒီယိုမှာလာပြီးတော့ပြောပြပေးမှဖြစ်ပါတယ်ဒီဗီဒီယိုလေးအဆုံးလေးကြည့်လိုက်နော်ကျွန်တော်လည်းအတူဗီဒီယိုလေးတွေကိုအတူတူသွားပြီးဖန်တီးလိုက်ကြအောင်ခင်ဗျကျွန်တော်တို့ Chrome နဲ့ကိုဝင်လိုက်မှာဖြစ်ပါတယ် Chrome နဲ့ရောက်လို့ရှိရင် Heygen AI ဆိုပြီးတော့ရှာလိုက်ပါဒါလေးဖြစ်ပါတယ်အဲ့ဒီမှာအပေါ်ခန်းရောင်လေးကိုနှိပ်လိုက်ပါအဲ့ဒီရောက်ပြီဆိုရင်ကျွန်တော်တို့ sign up for free ဆိုတာလေးနှိပ်ပြီးတော့ Google account တစ်ခုနဲ့ကျွန်တော်တို့ log in ဝင်ပေးရပါမယ်အဲ့ဒါလေးနှိပ်လိုက်ရင်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Gmail account တွေပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တစ်ခေါက်ရွေးပြီးတော့နှိပ်ပြလိုက်ပါခဏလေးစောက်ပေးပါသူ verify လုပ်တာလေးကိုခဏစောက်ပေးရပါမယ်ဒီလိုလေးပေါ်လာပြီဆိုရင်အပေါ်က try a butter ဆိုတာလေးနှိပ်ပြလိုက်ပါအဲ့ဒီမှာဆိုရင်အပေါ်ကနေရာကကျွန်တော်တို့ကိုထည့်ရမယ့်ပုံရွေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီပုံလေးရွေးလိုက်ပါတယ်ပုံမှာလဲကျွန်တော်အလျားလိုက်ကြည့်မလားဒေါင်းလိုက်သွားမလားရွေးလို့ရပါတယ်ကိုနှစ်သက်ရပုံစံရွေးလို့ရပါတယ်ခင်ဗျအပေါ်မှာပုံထည့်ပြီးတော့အောက်မှာကျွန်တော်တို့ upload record ဆိုတာရှိပါတယ်ဒါကတော့ကျွန်တော်အတန်ထည့်ရမှာဖြစ်ပါတယ်ရှေ့ကတော့ကိုယ့်ရဲ့အတန်အောင်ဓာတ်ရိုက်ထည့်နေပါနီလေးနှိမ့်လိုက်ရင်ကိုယ့်ရဲ့အတန်အောင်အတန်ဖမ်းပြီးထည့်ပါတယ်ဒါမှမဟုတ်ကျွန်တော်ကအတန်ဖမ်းပြီးသားရှိရဆိုတော့ကျွန်တော်တို့ upload audio ဆိုတာကိုနှိမ့်လိုက်ပါတယ်ဒီဟာနှိပ်ပြီးတော့ကျွန်တော်တို့ upload ကိုထပ်နှိပ်ပြီးပါဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာအတန်ဖမ်းထားတဲ့အတန်ဖိုင်လေးပေါ်လာမှာဖြစ်ပါတယ်ကိုထည့်မခြင်းတဲ့အတန်ဖိုင်ရွေးပြလိုက်ပါသတိထားမှာကကျွန်တော်တို့15စက္ကန့်ကျော်လို့မရပါဘူး15စက္ကန့်ပဲရပါတယ်ပြီးရင်တော့ upload လုပ်ပြလိုက်ရင်ဒီနေရာမှာခဏစောင့်ပေးရပါမယ်အနည်းဆုံးတော့ကျွန်တော်တို့9မိနစ်ဝန်းကျင်ပါတော့9မိနစ်အထက်ဝန်းကျင်လောက်တော့စောင့်ပေးရပါတယ်ဗျဒီလို inline for processing ဆိုတာဖြစ်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ home နဲ့ထွက်ပြီးတော့တိုင်းထားလိုက်ရပါတယ်သူကဒီဟာလေးပြည့်သွားရင်အကြောင်းကြားပြီးရเนาะအချက်ပြစာတန်းလေးပေါ်လာပါတယ်အပေါ်မှာဒါမှမဟုတ်ကျွန်တော်တို့ကဒီတိုင်းပဲစောင့်နေလဲရပါတယ် TikTok မှာနာမည်ကြီးနေတဲ့ AI ဗီဒီယိုအများစုကကျွန်တော်တို့ Google VO3 နဲ့လုပ်တာဖြစ်ပါတယ် VO3 ဆိုတော့ကျွန်တော်တို့ Visa ကတ်ရှိရုံမှာသူ့ free ရအောင်ယူလို့ရတာဖြစ်ပါတယ်အခုကျွန်တော်လုပ်ပြတဲ့နေရာကျွန်တော်တို့ VO3 မရတဲ့သူတွေအတွက်ကျွန်တော်လိုမျိုး free ရအောင်မလုပ်နိုင်တဲ့သူတွေပေါ့နော် Visa ကတ်မရှိလို့သုံးမရတဲ့သူတွေအတွက်ဒီနည်းလေးကအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ VO3 မရတဲ့သူတွေဒီနည်းလေးနဲ့ကိုယ့်ရဲ့ AI ဗီဒီယိုတွေကိုအလွယ်တကူဖန်တီးလို့ရပါတယ်အဲ့တော့ဗီဒီယိုလေးကိုစကြည့်အောင်ခင်ဗျဒီတန်းလေးပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုတစ်ချက်နှိပ်ပြီးတော့ download ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်ဗီဒီယိုကပြီးသွားပါပြီကျွန်တော်အလယ်မှာ download ကလုပ်လေးရှိရနော်ဒါလေးနှိပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့ဖုန်းထဲကိုဒီဗီဒီယို download ဆွဲပြီးသားဖြစ်သွားပါပြီဒီနေရာမှာတချင်းတွေလည်းထည့်လို့ရတယ်နော်ကိုယ့်ဘောက်ကို15စက္ကန့်စာလေးပိုင်းပြီးမှပြန်ဆက်လို့ရပါတယ်အတုံးဝင်နေဆိုရင် comment လေးမှန်ပြီးတော့ဗီဒီယိုလေး share ပေးသွားအောင်နော်ဟဲ့လူကြီးခမရပစားပေါက်ကြီးကိုဝိတ်ထားလိုက်တော့ခမရစကားကြီးကြော်လာရင်တာတီကြောင်သိတယ်နော်ခမရ